အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ 3D ပေါ်ကောင်း channel ကနေပြီးတော့ဒီကနေ့မှာပြန်လည်ကြိုဆိုပါရစေဒီကနေ့မှာအကျော်ပေးဆွေတွေကိုကျွန်တော်ပြန်လည်မျှဝေပြီးတော့ထပ်မံတင်ဆက်ပေးသွားမှာကတော့လာမယ်ကျွန်တော်တို့ဒီရက်6လပိုင်း2026မှာထွက်မဲ့ 3D ကိုဒီကနေ့မှာနောက်ဆုံးပေးအင်းနဲ့လွယ်ပါတော့ကျွန်တော်တို့ဒီရက်နေ့အတွက်နောက်ဆုံးတင်နေတာဗီဒီယိုအနည်းချုပ်ပုံစံနဲ့ခဏကောင်းကိုပြန်လည်မျှဝေမှတင်ဆက်တယ်ဒီဗီဒီယိုနဲ့ဆိုလို့ရှိရင်ကျွန်တော်အရှင်းမဗီဒီယိုနှစ်ပိုင်းပေးထားတယ်အဲ့ဒီမှာဆိုရင်ဗီဒီယို3ပိုင်းရှိတယ်အဲ့ဒီကခဏနေဒီကျွန်တော်ရဲ့ကြိုက်ဆုံးတွေထဲကအကောင်းဆုံးကိုရွေးချယ်ထားတဲ့ဗီဒီယို3ပိုင်းဖြစ်တယ်ဒါကြောင့်မို့ဒီဗီဒီယိုလေးတွေကိုလည်းကျွန်တော်မိတ်ဆွေတွေဆုံးအောင်ကြည့်ရှုစေချင်တယ်ပထမဗီဒီယိုဒုတိယဗီဒီယိုတတိယဗီဒီယိုဆိုရမခဏနေ3ခွက်ရှိလိမ့်မယ်အဲ့ဒီခဏနေကိုတော့ကျွန်တော်မိတ်ဆွေတွေအကုန်လုံးအပြုစေချင်ပါတယ်ဒီကနေ့တော့ထပ်မံပြင်ဆင်ထားတဲ့ခဏကလည်းရန်ကိုလာတာဖြစ်တဲ့အတွက်ကျွန်တော်တင်ဆက်မဲ့ဒီ site လေးကိုမပြသပေးခင်ကျွန်တော် YouTube channel ဖြစ်တယ်3D ပေါ်ကောင်းကိုလည်း subscribe ဆိုတဲ့နေရာစားတဲ့သူအပိနာခေါင်းလောက်လေးကိုမတိရသေးလဲဒီကပေးစီချင်ပါတယ်ခင်ဗျာအကြိုက်ဆုံးထဲကအကောင်းဆုံးတွေကိုမှရွေးချယ်ပြီးအမြဲတမ်းတင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ဒီနေ့မှာတင်ဆက်တဲ့ဒီထိတ်စီကျွန်တော်တို့ break နောက်ပိတ်ပုံစံလေးကိုလည်းကျွန်တော်မိတ်ဆွေတွေအစဆုံးကြည့်ရှုဈေးကျင်ပါတယ်ခင်ဗျာဟုတ်ကဲ့အရင်ဆုံးအနေနဲ့ကျွန်တော်တို့ကနေကြပုံဈေးကိုအရင်ဆုံးပြသသွားမယ်ကျွန်တော်ဘယ်လိုပုံစံယူသလဲဆိုရင်ကျွန်တော်တို့ဒီမှာ6ကိုကျွန်တော်တို့ပါဝါမှုမယ်6ကိုပါဝါမှုရင်ကျွန်တော်တို့က1ကိုရတယ်1ကိုပါဝါမှုရင်ကျွန်တော်တို့ဒီမှာ6ကိုပေးရ2ကိုပါဝါမှုရင်ခွန်ကိုရတယ်ခဏလိုတီတီလေးဆွဲထုတ်သွားမှာဖြစ်တယ်နော်ဒီမှာလည်း3ညကိုပါဝါမှုရင်5ခွန်ကိုပါဝါမှုရင်2ခွန်ကိုပါဝါမှုရင်2ဆိုပြီးတော့ကျွန်တော်တို့ကဒီလိုအတီးတီးရရှိထားတယ်ဒီမှာလည်း3ကိုပါဝါမှုရင်ကျွန်တော်တို့က8ကိုပါဝါမှုရင်3ခွန်ကိုပါဝါမှုရင်2ဆိုပြီးတော့ခဏနေရဒီလိုရတယ်ပြီးရင်နောက်ထပ်ကျွန်တော်တို့ကဏ္ဍကထိပ်စီနော်ကျွန်တော်တို့အလဲထိုင်ရပရိနောက်ပိတ်ကိုခွဲမှာဆိုတော့ကျွန်တော်တို့ဒီမှာ6ပြီးရင်ကျွန်တော်တို့ကခွန်ပြီးရင်8ပြီးရင်9ပြီးရင်3ည1နှစ်ဆိုကျွန်တော်ခဏကိုလို့ဆူဆွေးတွေဆက်ထုတ်ပြီးကျွန်တော်မိတ်ဆွေတို့ကျွန်တော်ဒီလိုခဏကို3ခုခွဲလိုက်ပြီးတော့เนาะနေရာလိုက်ပြသပေးမှာဖြစ်တယ်ပြီးဒိုဒီတူပဲဒီမှာလည်း3ညပြီးရင်ပါရလဲ1ပြီးရင်2ပြီးရင်3ပြီး4 5 6ဆိုပြီးတော့သွားတယ်ပြီးတယ်ဒီမှာကျွန်တော်တို့ကဏ္ဍကို3စုဖွဲ့လိုက်တယ်နောက်တစ်ခုဒီမှာလည်း3ပြီးရင်ကျွန်တော်တို့က4ပြီးရင်5ပြီးရင်6ခွန်8 9ဆိုပြီးကျွန်တော်ကဏ္ဍဒီလိုအစုလိုက်လေးကျွန်တော်တို့ကိုဆွဲထုတ်လိုက်ပြီးဖြစ်တယ်အဲဒီကမှတစ်စိကျော်မိတ်ဆွေတွေကျွန်တော်ကကဏ္ဍလေးကိုဆွဲထုတ်ခွဲထုတ်မှာဖြစ်တယ်နော်အဲ့လိုရန်ကိုလှပါတယ်ဒီ site ကပေါင်းခြင်းကိုယူမယ်နော်ဒီ site ကကျွန်တော်တို့ကပေါင်းခြင်းတစ်ကိုယူမယ်အဲ့လိုလေးကျွန်တော်ရင်ဆုံးမှတ်ထားမယ်ဒီမှာလည်းပေါင်းခြင်းကိုဒီမှာလည်းပေါင်းခြင်းဒီတစ်နော်ဒီမှာလည်းကျွန်တော်တို့ကပေါင်းခြင်းကိုဒီမှာလည်းကျွန်တော်တို့ကတစ်ဒီပေါင်းခြင်းဆိုပြီးတော့ကျွန်တော်မိတ်ဆွေခဏလေးကျွန်တော်တို့ဒီလိုအရှင်းဆုံးလေးတွေဆွဲထုတ်ထားမယ်ခင်ဗျာနော်ကျွန်တော်မိတ်ဆွေတွေအရန်ကိုဒီအထောက်ကူပြုမဲ့ site ကလေးတွေပါနော်ဟုတ်ကဲ့အခုဆိုလို့ရှိရင်တော့ကျွန်တော်ပုံစံလေးတွေရရှိလာပြီဆိုတော့ကျွန်တော်မိတ်ဆွေတွေရင်ဆုံးအနေနဲ့ကျွန်တော်ကထိပ်စီး site လေးကိုစတင်သွားမယ်ဒီ site ကတော့ကျွန်တော်မိတ်ဆွေတွေကျွန်တော်တို့က3ညခွန်ကိုကြားခဲ့တယ်ပင်ဒီ site ကတော့ပြီးခဲ့တဲ့ရက်ကမှထွက်ထားတယ်ကျွန်တော်တို့က3 8ခွန်ကိုပြပြီးဒါဒီကျွန်တော်တို့6လပိုင်းတော့ဖြစ်တယ်เนาะအရင်ဆုံးအနေနဲ့ကျွန်တော်ထိပ်စီးပထမမူကိုသွားမယ်ထိပ်စီးပထမမူကကျွန်တော်တို့ဘယ်ကနေစတင်ယူတယ်လဲဆိုရင်ကျွန်တော်ဒီမှာရှိတဲ့ကျွန်တော်က6ရဲ့1ရဲ့ကိုကျွန်တော်တို့ကပေါင်းတယ်6တက်ပေါင်းခြင်း6တက်ပေါင်းခြင်းကကျွန်တော်ဒီမှာပါရတယ်ခွန်ဆိုပြီးတော့ကျွန်တော်တို့ဟာရရှိပါတယ်ခင်ဗျာအဲ့ဒီခွန်ကိုနက်ခတ်ချိန်ပါရခွန်နက်ခတ်ဒီ3ညကိုရရှိတယ်အဲ့ဒီ3ညဒီဘာဖြစ်ထွက်မဲ့3ဒီမှာကျွန်တော်တို့ဟာထိတ်စီဆိုပြီးရရှိရမှာဖြစ်တယ်ဆိုရင်မြေတွေ့အတိုင်းပဲ3ညဒီထိတ်စီဆိုပြီး3ညခွန်ခေါ်မှာကျွန်တော်တို့ရရှိသွားတယ်ဒီလိုပုံစံနဲ့ပဲကျွန်တော်တို့ထိတ်စီကိုတော့ရှောက်ဖန်နေပြီးတော့လာမယ့်ကျွန်တော်တရ6လပိုင်းတော့ကိုထုံတော့မှာဖြစ်တယ်ဟုတ်ကဲ့ပြီးနေကျွန်တော်နောက်တစ်ဆိုင်ကလည်းကျွန်တော်ဒီမှာရှိရကျွန်တော်3ညရဲ့9ရဲ့ကိုပေါင်းမယ်3ည9ပေါင်းခြင်း3ည9ပေါင်းခြင်းရတယ်ပါရတယ်ကျွန်တော်တို့ဒီမှာ9ဆိုပြီးရရှိတယ်အဲ့ဒီ9ကိုကျွန်တော်နက်ခတ်ချိန်နဲ့ပါရတယ်9ရဲ့နက်ခတ်ဒီ3ကိုရတယ်အဲ့3ဒီပါပြည့်မထွက်မယ်3ဒီမှာကျွန်တော်တို့ထိပ်စီဆိုပြီးဆင်ရမှာဆို3 8ခွန်မှာ3ထိပ်စီဆင်းသွားတယ်6တစ်ပေါင်းခြင်းကခွန်နက်ခတ်3ညမလို့3ညထိပ်စီ3ည9ပေါင်းခြင်းက9နက်ခတ်3မလို့3 8ခွန်မှာ3ထိပ်စီဆိုပြီးတော့ရရှိတယ်ပုံစံဖြစ်တယ်ခုထပ်ပြီးထုံးလို့သွားမှဒီလာမဲ့တာကျွန်တော်တို့ဒီ6လ2026မှာထွက်မဲ့2ဒီအတွက် 3D အတွက်ပေါ့နော်ကျွန်တော်ကထိပ်စီမှုကိုစတင်ပြသမယ်အဲ့ဒါကလည်းကျွန်တော်ဒီမှာရှိတယ်ကျွန်တော်တို့က3ရယ်8ရယ်ကိုပေါင်းတယ်3 8ပေါင်းခြင်း3 8ပေါင်းခြင်းရပါရတယ်ကျွန်တော်တို့1ကိုရတယ်1ကိုနက်ခတ်ချိန်နဲ့ပါရတယ်ကျွန်တော်တို့ဒီမှာ8ဆိုပြီးရရှိတယ်အဲ့8ဒီပါဖြစ်မှာထွက်မဲ့3ဒီမှာထိပ်စီဆိုတော့ဒီမှာရရှိလိုက်တဲ့8ဒီလာမဲ့တာကျွန်တော်တို့ဒီ6လပိုင်း2026မှာထွက်မဲ့3ဒီရတာဒီ
ထိပ်စီဖြစ်သွားပြီအခုဆိုတော့ကျွန်တော်မိတ်ဆွေတွေမြေတွေ့အတိုင်းပဲထိပ်စီပုံစံကျွန်တော်တို့ရှစ်ထိပ်စီကတော့ကျွန်တော်မိတ်ဆွေတွေအားရတယ်အကျိတ်ဆုံးထဲမှာကျွန်တော်ကတော့ပါလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ခင်ဗျာဟုတ်ကဲ့အခုဆိုရင်ကျွန်တော်တို့ကထိပ်စီပထမမူလေးပြီးပြီဆိုတော့နောက်ထပ်အနေနဲ့ကျွန်တော်မိတ်ဆွေတို့ကျွန်တော်ဒီ site က break ကိုသွားမှာဖြစ်တယ်နောက်ပိတ်လေးကိုရေစုံသွားမယ်နောက်ပိတ် site လေးကိုကျွန်တော်ကြည့်မယ်နောက်ပိတ် site ကလေးကလည်းကျွန်တော်တို့ခုနကဘယ်လိုပြောမလဲဆိုတော့ကျွန်တော်ဒီမှာရှိတယ်ကျွန်တော်က2ရယ်ခွန်ရယ်ကိုဒီမှာထပ်တို့ပေါင်းချင်း1နဲ့ကျွန်တော်တို့ယူလိုက်တာဖြစ်တယ်เนาะဒီလိုပုံစံခဏ3လုံးပေါင်းချင်း1ခွန်ပေါင်းချင်းကိုယူလိုက်တယ်1ခွန်ပေါင်းချင်းကကျွန်တော်တို့ဒီနေရာမှာဘာရသွားလဲဆိုတော့ကျွန်တော်တို့က3ညဆိုပြီးရသွားတယ်အဲ့ဒီ3ညကိုနှစ်ခတ်ချင်းကျွန်တော်တို့ဒီမှာဘာရလဲကျွန်တော်တို့ကခွန်ဆိုပြီးရရှိတယ်အဲ့ဒီခွန်ဘာဖြစ်ရမယ်ထွန်းမဲ့3ဒီမှာเนาะကျွန်တော်တို့အပိတ်ဖြစ်သွားတယ်အခုဆိုရင်တော့ကျွန်တော်3ညခွန်မှာကျွန်တော်တို့ကเนาะနောက်ပိတ်ကလေးဖြစ်သွားတယ်ခင်ဗျာเนาะကြည့်ရရှင်းမဲ့ထင်တယ်ဒီတစ်ဒီဘရလာတယ်ဆိုရင်ပေါင်းချင်းကိုထပ်ပြီးတိုးတာဖြစ်တယ်နှစ်ခွန်ပေါင်းချင်းကို1နဲ့ပေါင်းချင်း3ညနှစ်ခတ်ခွန်သည်နောက်ပိတ်ဆိုပြီးဆင်းရတာဆိုတော့3ညခွန်မှာရရှိဒီလိုပုံစံနဲ့ပဲကျွန်တော်မိတ်ဆွေတွေအတွက်ကျွန်တော်ကနောက်ပိတ် site ကိုလာမယ့်ရက်6လပိုင်း2016အတွက်အရင်ဆုံးဖန်တီးသွားမှာဖြစ်တယ်အခုဆိုရင်တော့ကျွန်တော်တို့ထိစီ3ညနောက်ပိတ်ခွန်ပုံစံနဲ့တောက်လျှောက်ဖန်တီးသွားတာဖြစ်တယ်ဟုတ်ကဲ့ပြီးနေနောက် site နောက် site ကလည်းကျွန်တော်ဒီမှာရှိတယ်ကျွန်တော်ခွန်ရယ်1ရယ်2ရယ်ကိုပေါင်းတယ်ခွန်1နဲ့ပေါင်းခြင်းခွန်1နဲ့ပေါင်းခြင်းရတယ်ကျွန်တော်ထုံးနေတူပဲပါရတယ်3ညကိုပေးတယ်အဲ့3ညကိုနှစ်ခတ်ချိန်ပါရတယ်3နှစ်ခတ်သေးတယ်ပါရတယ်ခွန်ဆိုပြီးရရှိတယ်အဲ့ခွန်သေးပါဖြစ်ရမယ်ထွက်မဲ့3ဒီမှာကျွန်တော်တို့ကနော်နောက်ပိတ်ဆို38ခွန်ပါလေကျွန်တော်တို့ဒီမှာခွန်နောက်ပိတ်ရရှိသွားတယ်နော်1 2ခွန်ပေါင်းခြင်း3ညနှစ်ခတ်ခွန်3ညခွန်မှာခွန်နောက်ပိတ်ခွန်1နဲ့ပေါင်းခြင်းဒီလေ3ညနှစ်ခတ်ခွန်မလို့38ခွန်မှာခွန်နောက်ပိတ်ဆိုပြီးရွေးချယ်သွားပြတာသွားတာဖြစ်တယ်အခုထပ်ပြီးထုံးတော့မှဒီကျော်မိတ်ဆွေတက်လာမယ်ဒါကျွန်တော်တို့ဒီ6လပိုင်း2026မှာထွက်မဲ့3ဒီရဲ့ဒါဒီနောက်ပိတ်ကိုထုံးမယ်ထုံးနေတူပဲကျွန်တော်ဒီမှာလည်းကျွန်တော်ခွန်ရဲ့1ရယ်2ရယ်ခွန်1နှစ်ပေါင်းကြရတယ်ဘာဖြစ်လဲ3ညပဲအဲ့3ညကိုနှက်ကချိန်နေပါရတယ်ခွန်ဆိုပြီးရရှိတယ်အဲ့ခွန်အားဒီဘာဖြစ်ရမလဲထွက်မဲ့တတိဒီမှာကျွန်တော်တို့ကနောက်ပိတ်ဆိုပြီးဆင်ရဆိုတော့ခွန်နောက်ပိတ်ဆိုပြီးတော့ထပ်ပြီးရတယ်ဒီမှာထူးဆန်းတာကဒီလို3လုံးပေါင်းကြရတယ်3ညဒီမှာလည်း3လုံးပေါင်းကြ3ညဒီလို3လုံးပေါင်းကြရတယ်3ညနှက်ခတ်မှုခွန်တော့ဒီနေ့ဘတ်အတွက်ခွန်အားလည်းဆက်ပြီးပေးအောင်လားဆိုတော့စောင့်ကြည့်ရမှာဖြစ်တယ်เนาะကျွန်တော်တို့ကခွန်ကနောက်ပိတ်ကို UTV ပြတ်သားနေတယ်ဒါလို့ခွန်မကြိုက်တဲ့သူတွေဆိုရင်တော့ကဲလို့ကျွန်တော်မိတ်ဆွေရှိမှနောက်ပိတ်ရှိတယ်ဆိုရင်တော့တွက်ဆက်သွားလို့လည်းရပါတယ်เนาะအခုဆိုရင်တော့ကျွန်တော်မိတ်ဆွေတို့ကျွန်တော်ကခွန်နောက်ပိတ်နဲ့လာမယ့်ကျွန်တော်တို့6လပိုင်း2026အတွက်ရရှိပြီဆိုတော့ဒီခွန်နောက်ပိတ် site လေးကိုအားရကျင်နာမယ်ထင်တယ်ဟုတ်ကဲ့အခုဆိုရင်ကျွန်တော်မိတ်ဆွေတို့ခွန်နောက်ပိတ်ပြီးသွားပြီဆိုတော့ဒီ site ကအလဲထိုင်ကိုထုတ်မယ်ဒါဆိုရင်ကဏ္ဍကောင်တစ်ခုပေါ်ထွက်လာမှာဖြစ်တယ်ဟုတ်ကဲ့ကျွန်တော်တို့ကနောက်ထပ်အနေနဲ့လဲထိုင် break ပုံစံနဲ့ကျွန်တော်တို့စတင်သွားမယ်ဟုတ်ကဲ့ကျွန်တော် break site လေးကိုဖန်ကြည့်ကြအောင် break site ကကျွန်တော်တို့ဘယ်လိုပုံစံယူမလဲဆိုရင်ကျွန်တော်ကဒီမှာရှိတယ်8ရယ်9ရယ်ဒီ9ဒီထပ်တိုးပေါင်းခြင်းဖြစ်တယ်เนาะဒါကြောင့်မို့ဒီရရှိတယ်6တင်နဲ့ကျွန်တော်တို့ကဆက်ပြီးတော့ပေါင်းမယ်8 9 6ပေါင်းခြင်း8 9ပေါင်းခြင်းကခွန်နဲ့တင်တယ်ပေါ့8 8နဲ့ကျွန်တော်6နဲ့ပေါင်းခြင်းဒီပါရတယ်4ဆိုပြီးတော့ရတယ်เนาะအဲ့ဒီ4ဒီပါရမယ်ဒီထွက်မယ်ကျွန်တော်တို့ဒီเนาะဒီတတိဒီမှာ break ဖြစ်တယ်ပေါ့เนาะကျွန်တော်တို့ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီမှာ8 9 6ပေါင်းခြင်းက4မို့လို့အဲ့ဒီ4ဒီပါပြန်ထွက်မဲ့ဒီမှာ break ဆိုတာ4ဆိုတော့ကျွန်တော်တို့ကဒီမှာကျွန်တော်တို့က3လုံးပေါင်းခြင်းဒီ4 break ဆိုဒီမှာ3ညရဲ့ခွန်ရဲ့ပေါင်းခြင်းကခွန်ကျွန်တော်တို့က break 4ဖြစ်မယ်ဆိုရှင်ကျွန်တော်တို့ဘယ်လိုယူလိုက်မလဲ3ညနော်ခွန် break 4ဖြစ်မယ်ဆိုရင်ခွန်တစ်လုံးထည့်ရင်မှာ3ညခွန်ဆိုပြီးဆင်းတယ်ပေါ့နော်ဒီလိုပုံစံနဲ့ကျွန်တော်က break ကိုရှာပြီးတော့အလင်းထိုင်ကိုဖြည့်ပြီးတော့ကဏ္ဍကောင်တစ်ခွက်ကိုထုတ်လိုက်တာဆိုတော့ကျွန်တော်မိတ်ဆွေကြည့်ရတဲ့ရှင်းမယ်ထင်တယ်အရန်ကိုလှပါတယ်ဒီတစ်ပတ်တော့ break ကတော့အရန်ကိုကောင်းမွန်မယ်လို့ထင်တယ်ဒီပုံစံနဲ့ပဲကျွန်တော်မိတ်ဆွေတို့တောက်လျှောက်ကျွန်တော်ကလာမယ်ဒီ6လ2026အတွက်နော် 3D ရဲ့အလင်းထိုင်ပုံစံကို break ကနေဆွဲထုတ်သွားမှာဖြစ်တယ်ပြီးရင်နောက်တစ်ဆိုင်ကလည်းဒီမှာရှိရ2ရယ်9ရယ်ပြီးဒီမှာရှိရ2 5ရယ်ကိုပေါင်းမယ်ဒါကြောင့်မလို့2 9ပေါင်းခြင်းရဒီမှာပါရလဲ1 1နဲ့9နဲ့ပေါင်း6နဲ့ကျွန်တော်တို့2နဲ့ပေါင်းခြင်းဒီပါရမယ်ကျွန်တော်တို့က8ဆိုပြီးရတယ်အဲ8ဒီပါဖြစ်ရမယ်ကျွန်တော်တို့ထွက်မယ်နော်ကျွန်တော်တို့ 3D မှာ break ဖြစ်ရမယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီမှာ8 break ထွက်လာတယ်ကဏ္ဍကကျွန်တော်ထိပ်စီးက3နောက်ပိတ်ဒီခွန်ဝရထားတယ် break 8ဆိုရင်ဒီမှာ3ညဆိုတော့8တလုံးထည့်ရင်3 8ခွန်ဆိုပြီးတော့ကျွန်တော်တို့ကဒီမှာ3 8လေထိုင်နဲ့နော်8 break ပုံစံကိုရရှိသွားတယ်နော်ကြည့်ရတဲ့ရှင်းမယ်ထင်တယ်8 9 6ပေါင်းခြင်းက4 break မို့လို့ဒီမှာ3လုံးပေါင်းခြင်း break မို့နော်3ညခွန်ပေါင်းခြင်းကဘာဖြစ်လဲ4 break 2 6 5နဲ့ပေါင်းခြင်းဒီဘာဖြစ်လဲ8ဒီ8 break မို့လို့3 8ခွန်ပေါင်းခြင်းဒီဘာဖြစ်လဲ8 break ဆိုပြီးဆင်ပြီးဖြစ်တယ်အခု
ထပ်ပြီးကြောမိတ်ဆွေတွေကိုထပ်မပြတာတော့မှဒီလာမဲ့တာကျွန်တော်တို့တရ6လ2026မှာထွက်မဲ့3ရဲ့ဒါ break ပုံစံကနေလည်းထိုင်ကိုထုတ်ပြတော့မယ်အဲ့ဒါကလည်းကျွန်တော်ဒီ6တွေ1တွေကတော့ကျွန်မိတ်ဆွေတွေကြည်ရတာရှင်းမတင်တယ်ဒါကျွန်တော်တို့က9ပေါင်းချင်းမူထပ်တိုးတယ်ဒါဒီ1ပေါင်းချင်းမူထပ်တိုးတာဖြစ်တယ်เนาะဒီမှာရှိတဲ့ကျွန်တော်တို့9ရယ်9ရယ်ပြီးရင်ဒီမှာရှိတဲ့38ကိုကျွန်တော်တို့ကထပ်ပြီးတော့ပေါင်းတယ်5983ပေါင်းချင်း59ပေါင်းချင်းကတော့4နဲ့8နဲ့ပေါင်းချင်း2နဲ့3နဲ့ပေါင်းချင်းကတော့ကျွန်တော်ဒီမှာပါရလဲ9ဆိုပြီးရတယ်အဲ့ဒီ9ဒီပါဖြစ်ရမယ်ကျွန်တော်တို့ထွက်မယ်3ဒီမှာကျွန်တော်တို့က break ဖြစ်တယ်ဥစဉ်တော့မြင်တွေးတဲ့အတိုင်းပဲကျွန်တော်က8ကထိပ်စီခေါ်လဲထိုင်တယ်9 break ဆိုပြီးရရှိလာပြီအဲ့ဒါဆိုရင်တော့ကျွန်တော်မိတ်ဆွေတွေခဏကိုတွက်ဆက်တိတ်မဲ့တို့ထင်ပါတယ်เนาะနောက်ရက်မှာလည်းဒီထက်ပိုကောင်းမွန်တဲ့ site တွေနဲ့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ကအကောင်းဆုံးကြိုးစားပြီးကျွန်တော်မိတ်ဆွေတွေဖန်တီးပေးအောင်မယ်เนาะအဲ့ဒီဗီဒီယိုလေးတွေကိုလည်းကျွန်တော်တို့တင်တိုင်းကျွန်တော်မိတ်ဆွေတွေချင်းနေပြင်းကြီးထပ်မှပြီးတော့ကြည့်ရှုကျင်းနေဆိုရင်လည်းကျွန်တော်ဗီဒီယိုဖိုင်လေးရောက်ကနေရော subscribe ဆိုတဲ့စာတန်းနဲ့ဒီဘေးနာခေါင်းလောင်းလေးကိုတီထိုင်ပြီးကျွန်တော်တင်ပြဗီဒီယိုလေးကိုကျွန်တော်မိတ်ဆွေတွေချင်းနေပြင်းကြီးထပ်မှကြည့်ရှုနိုင်မှာဖြစ်တယ်ဟုတ်ကဲ့ဒီနေ့မှာကျွန်တော်မိတ်ဆွေကျွန်တော်တင်ဆက်ပေးထားစီလာမယ်လားကျွန်တော်တရက်6လပိုင်း2026မှာထွက်မယ်3ဒီကိုကျွန်တော်တကွက်တွေပေးထားတယ်အဲ့ဒါတော့ဒီမှာ8ကကျွန်တော်တို့ကထိပ်စီမှုလို့ထိပ်စီခွန်ဒီနော်နောက်ဝေးမို့လို့ခွန်နောက်ဖိတ်ဘရိတ်ကပါဖြစ်ရမယ်9ဆိုတော့8ခုပေါင်းကြည့်ရဒီမှာ9ဖြစ်နေပြီအဲ့ဒါဆိုတော့ဒီမှာ3ညတစ်လုံးထည့်ပေးတော့ကျွန်တော်မိတ်ဆွေအတွက်နော်8 3ညခွန်ဆိုပြီးဘရိတ်9ပုံစံနဲ့ခဏကိုရရှိသွားပြီအဲကြောင့်မို့လို့ဒီကနေ့အတွက်တော့အရန်ကိုထူကြတယ်3ညအလဲထိုင်တဲ့ခဏကောဖြစ်တဲ့အတွက်ကျွန်တော်မိတ်ဆွေတွေနော်ကျင်းနေတဲ့မဲ့လို့ယုံကြည်ပါတယ်ကျွန်တော်ဗီဒီယိုများကြည့်ရှုမိတ်ဆွေအားလုံးနဲ့ဒီကနေ့လေးနဲ့ပေါက်စီကြောင်းစုမကောင်တောင်းပေးခြင်းနဲ့ကျွန်တော်ဗီဒီယိုများကြည့်ရှုမိတ်ဆွေအားလုံးစီစိတ်ကြမ်းမှခွေချမ်းသာနဲ့ပြည့်စုံပါစေစစ်ပေးသွားပြီးယောဂဘေးအားလုံးကိုကြော်လွှားပြီးတော့ဟိုရှင်လိုပဲတာယာချမ်းမြေတဲ့မိသားစုဘဝလေးနဲ့ပျော်ပျော်ရွှင်ရွှင်နေနိုင်ကြပါစေလို့ကျွန်တော်ကစုမကောင်တောင်းနေပဲကျွန်တော်ဗီဒီယိုလေးကိုကျွန်တော်ဒီလောက်နဲ့ပဲဆုံးသက်ရနာခြင်းပါတယ်အားလုံးကိုထူပဲကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲကံကောင်း၍ပေါ်ကြပါစေခင်ဗျာ